လွန်ခဲ့သောနှစ်ပေါင်း3ဆက်ကျော်ခန့်ကမြန်မာပြည်အထက်ပိုင်းရွာကလေးတစ်ရွာတွင်အမှန်တကယ်ဖြစ်ပွားခဲ့သောဖြစ်ရပ်တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ထိုရွာကလေးတွင်မဆန္ဒဆိုသောအမျိုးသမီးတဦးရှိသည်။သူမသည်အေးဆေးငြိမ်သက်ပြီးချောမောလှပသူတဦးဖြစ်သလိုပထမဆုံးကိုဝင်ကိုလွှဲထားရခြင်းတွင်အလွန်ပင်ပျော်ရွှင်နေခဲ့သည်။သို့သောကံကြမ္မာကမျက်နှာသာမပေးခဲ့ပါမိဖွားရန်နီးကပ်လာသောညတညတွင်မဆန္ဒသည်သွေးသွန်ပြီးဆေးရုံသို့မရောက်မီလမ်းခုလက်မှာပင်ပိုက်ထဲကကလေးနှင့်အတူအသက်ဆုံးပါသွားခဲ့ရသည်ရွာတလေးအရာကိုဝင်ဆောင်သည်ဆုံးပါပါကအသေးပြတ်ဟုတတ်မှတ်ပြီးရွာထဲတွင်တကြိုခွင့်မရှိသဖြင့်ရွာပြင်ရှိသူ့တန်ဟောင်းကြီးထဲတွင်သာမြုပ်နှံခဲ့ကြသည်မဆန္ဒဆုံးပါပြီး9ရက်မြောက်နေ့မှစ၍ရွာထဲတွင်ထူးဆန်းသောဖြစ်ရပ်များစတင်လာသည်ညစဉ်ညသခေါင်ကျော်ချိန်တွင်ရွာလမ်းမကြီးအတိုင်းကလေးချော့တေးဆိုတန်ခတ်တိုးတိုးကိုရွာသားများကြားလာရသည်လူအိတ်မှပျော်ပါစေမိမိသားလေးအိတ်ပါစေထိုအတန်သည်အလွန်ပင်အေးဆက်ပြီးနားထဲတွင်ဆွဲထင်ကြံရစ်စေသည်တညတွင်ရွာမှလှည့်ကင်းဆောင်သောလူငယ်အချို့သည်လမ်းမပေါ်တွင်ဖြူဖြောဖြောဝတ်စုံဝတ်ထားသောအမျိုးသမီးတဦးကြောပိုးအိတ်ထုတ်တစ်ထုပ်ကိုပိုက်ပြီးလမ်းလျှောက်နေသည်ကိုတွေ့လိုက်ရသည်ရွာထိပ်ရှိညှက်နှက်သည့်အထိဖွင့်လှစ်ရှိသောကိုကျော်၏ကိုရဆိုင်ဖြစ်ရဖြစ်သည်တညတွင်မိုးဖွဲဖွဲလေးရွာနေစဉ်အမျိုးသမီးတဦးဆိုင်ရှိသို့ရောက်လာသည်သူမ၏မျက်နှာမှာထီဆောင်းထားသဖြင့်တေချာမမြင်ရတော့လဲသူမ၏ပိုက်မှာအတော်ပင်ထွက်နေသည်အကိုကျမကိုကလေးအတွက်နှုတ်မုတ်လေးတစ်ထုပ်လောက်ပေးပါဦးဟုသူမကတိုးမြင့်စွာပြောသည်ကိုကျော်သည်အမှတ်မထင်ပင်နှုတ်မုတ်ထုတ်ကိုပေးလိုက်ပြီးပတ်စံကိုယူထားလိုက်သည်အမျိုးသမီးထွက်သွားပြီးနောက်ကိုကျော်ကပတ်စံတစ်တာကိုပြန်ဖွင့်ကြည့်သောအခါသူရလိုက်သောငွေစက္ကူမှာညောင်ရဲ6ဖြစ်နေသည်ကိုတွေ့လိုက်ရသဖြင့်ကြက်တီးမွေးညင်းများထားသွားခဲ့ရသည်ဤဖြစ်ရပ်များစိတ်လာသောကြောင့်ရွာဦးကျောင်းဆရာတော်နှင့်ရွာလူကြီးများတိုင်ပင်ကမဆန္ဒ၏အုပ်ကူသို့တွားရောက်ကြည့်ရှုကြသည်အုပ်ကူနာသို့ရောက်သောအခါထူးဆန်းသောနိုးနံတင်းတင်းကိုရရှိကြသည်လူကြီးများကအုပ်ကူကိုပြန်လည်တူးဖော်ကြည့်ရန်ဆုံးဖြတ်ခဲ့ကြသည်အခေါင်းကိုဖွင့်လိုက်ချိန်တွင်လူတိုင်းအံ့ဩထိတ်လန့်သွားကြသည့်အကြောင်းမှာမဆန္ဒ၏ရုပ်အလောင်းသည်ပုတ်တိုးခြင်းမရှိဘဲအိပ်ပျော်နေတကယ်သို့ရှိနေပြီးသူမ၏လက်မောင်ကြားတွင်ကလေးငယ်တဦးနို့ဆိုနေဟန်နှင့်ဘေးတွင်နှုတ်မုတ်ထုံများကလေးကစားစရာများရှိနေခြင်းကြောင့်ဖြစ်သည်နီကုံနောက်ဆုံးတွင်ဆရာတော်ကမေတ္တာတုတ်ယူဖတ်ပြီးကောင်းမှုကုသိုလ်များပြုလုပ်ပေးကအသေးချာတကြိုပေးလိုက်မှသာထိုဖြစ်ရများရပ်တန့်သွားခဲ့သည်ဤဖြစ်ရမှာမိခင်တဦး၏တန်ရောစဉ်သည်တေခြင်းတရားကိုပင်ကျော်လွန်ပြီးမိမိကလေးကိုစောက်ရှောက်လိုသောစိတ်ကြောင့်စိတ်ဆွဲပြီးမကျွတ်မလွတ်ဖြစ်ရသည်ဟုယနေ့တိုင်ပြောဆမပြုကြသည်မြမကြီးလက်ဒေတာတွေမှာလူပြောများတဲ့တစ်ပင်ဆောင်နှက်သို့မဟုတ်ရုပ်ကဆိုးနှက်နဲ့ပတ်သက်တဲ့ကြောက်မက်ဖွယ်ဖြစ်ရမှန်အခြေခံဇလံတစ်ပုဒ်ကိုတင်ပြပေးပါမယ်ဒီဇလံကတော့လူတို့ရဲ့လောဘကြောင့်ထူးထူးဆန်းဆန်းတဘာဝလွန်အင်အားစုတွေနဲ့ထိတ်တိုက်တွေ့ခဲ့ရတဲ့အကြောင်းဖြစ်ပါတယ်အေယာဝတီတိုင်းဘက်ကရွာလေးတစ်ရွာရဲ့အဝင်မှာအလွန်ကြီးမားတဲ့ညောင်ပင်ကြီးတစ်ပင်ရှိပါတယ်ထိုညောင်ပင်ဟာရွာတီကလေးကရှိခဲ့တာဖြစ်ပြီးအကိုင်းခတ်တွေကလမ်းမကြီးကိုအုပ်မိုးထားပါတယ်ရွာလူကြီးတွေကတော့ထိုညောင်ပင်မှာအဖိုးလို့ခေါ်တဲ့အဆောက်အအုံရှိတယ်လို့ယုံကြည်ကြပြီးဘယ်သူမှအကိုင်းခတ်တစ်ခုတောင်မခုတ်ရဲကြပါဘူးတနေ့မှာတော့မြို့ကနေပြန်လာတဲ့ကိုပါဟိန်းဆိုသူကထိုညောင်ပင်ရှိတဲ့မြေနေရာကိုစက်ယုံဆောက်ဖို့ဝယ်ယူခဲ့ပါတယ်ရွာသားတွေကတားကြပေမဲ့ကိုပါဟိန်းကခေတ္တမှာတရဲတစ်စီဆိုတာမရှိဘူးဆိုပြီးအလုသမားတွေခေါ်ကညောင်ပင်ကိုခုတ်လဲဖို့ပြင်ဆင်ပါတော့တယ်ပစိန်နဲ့ညောင်ပင်ကိုစတင်ပေါက်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အဖြစ်ပြက်စတင်ပါတယ်ညောင်ပင်ရဲ့အခောက်ထဲကနေစီးကပ်တဲ့အဆေးတွေထွက်မလာပဲအနီရောင်ရဲသွေးလိုအရည်တွေစိတ်ထွက်လာပါတယ်အလုသမားတွေကြောက်လန့်ပြီးထွက်ပြေးကြပေမဲ့ကိုပါဟိန်းကတော့ဒေါသကြီးနဲ့ကိုယ်တိုင်ပစိန်ကိုယူပြီးခုတ်လိုက်ပါတယ်အဲ့ဒီညမှာပဲကိုပါဟိန်းအိမ်ပြန်ရောက်တော့တကိုယ်လုံးပူလောင်လာပြီးအသားရည်တွေမှာအနီကွက်တွေထလာပါတယ်ည7:00နာရီတိတိမှာကိုပါဟိန်းရဲ့အိမ်ရှိမှာခြေတံကြီးကြီးတွေကိုကြားလိုက်ရပါတယ်တဖုံဖုံနဲ့လျှောက်လာတဲ့ခြေတံဟာအိမ်တကားဝမှာရက်သွားပါတယ်ကိုပါဟိန်းကပြင်းပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါလူတရက်မကမြင်မာပြီးတကိုယ်လုံးမင်းမောင်နေတဲ့တနံကြီးတစ်ခုဟာအိမ်ရှိမှာရက်နေတာကိုတွေ့လိုက်ရပါတယ်ထိုအရာကြီးရဲ့မျက်လုံးတွေကမိခဲလိုနီးရဲနေပြီးကိုပါဟိန်းကိုစိုက်ကြည့်ကငါအိမ်ကိုဖျက်တဲ့သူမင်းအိမ်လည်းမတီးစေရဘူးလို့ဟိန်းဟောက်တန်ကြီးနဲ့ပြောလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ကိုပါဟိန်းဟာစကားမပြောနိုင်တော့ပဲစိတ်တဆိုးဝေဒနာရှင်တူလို့ဖြစ်သွားခဲ့ပါတယ်သူခုတ်ခဲ့တဲ့ညောင်ပင်ကြီးကလည်းအံ့ဩစရာကောင်းလောက်အောင်ပြန်လဲရှင်တန်လန်းဆန်းနေတာကိုတွေ့ရပါတယ်ကိုပါဟိန်းရဲ့စက်ယုံစီမံကိန်းလည်းပြပြသွားပြီးသူဟာနောက်ဆုံးမှာရွာကနေစွန့်ခွာသွားခဲ့ရပါတယ်မြမယဉ်ကျေးမှုမှာတဘာဝပတ်ဝန်းကျင်နဲ့တစ်ပင်ကြီးတွေကိုစောက်ရှောက်တဲ့နက်တွေရှိတယ်လို့ယုံကြည်ကြပါတယ်လူတွေအနေနဲ့လောဘရှိထားပြီးအစင်လာနဲ့တဘာဝတရားကိုစော်ကားမိရင်မကောင်းတဲ့တုတ်ပြန်မှုတွေကြုံရတတ်တယ်ဆိုတာကိုဒီဇလန်ကသတိပေးနေပါတယ်လွန်ခဲ့တဲ့9နှစ်ခန့်ကရန်ကုန်မြို့မှာမိုးသေးထန်စွာရွာသွန်းနေတဲ့ညတညပေါ်ဦးထွန်းဆိုတဲ့တက္ကစီဆရာဟာအိမ်ပြန်ခါနီးလမ်းကြုံရရင်တင်မဲ့ဆိုတဲ့စိတ်နဲ့အင်းရကန်ဘေးကတက္ကသိုလ်ရိပ်သာလမ်းအတိုင်းမောင်းလာခဲ့တဲ့အချိန်ကည7:00နာရီခွဲကျော်နေပြီဖြစ်လို့လမ်းမကြီးကတိတ်ဆိတ်လို့နေပါတယ်အ
အင်းရကံပေါင်းအကွေ့တစ်ခုအရောက်မှာတော့မိုးရဲရေထဲမှာထီးလေးတစ်ချောင်းဆောင်ပြီးရက်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။သူမကပန်းနုရောင်ကားဝင်လေးကိုဝတ်ထားပြီးအသားဖြူဖြူအေးအေးဆေးဆေးပုံစံလေးပါ။ဦးထုံးကကားကိုရပ်ပေးလိုက်ပြီးဘယ်သွားမလို့လဲသမီးလို့မေးလိုက်တယ်။မိန်းကလေးကပြည်လန်းကအိမ်တအိမ်ကိုပို့ပေးပါဦးလေးလို့တိုးတိုးလေးပြန်ပြောတယ်။သူမကားပေါ်တက်လိုက်တဲ့အခါထူးဆန်းတာကသူမစီကနေနှင်းစီပန်းနဲ့လိုအနံ့တင်းတင်းလေးရနေတာပါပဲ။ကားမောင်းနေရင်ဦးထုံးကမှန်ကနေတစ်ချက်ကြည့်လိုက်တော့မိန်းကလေးကပြတင်းပေါက်အပြင်ဘက်ကကန်ရည်ပြင်ကိုမေးကြည့်နေတယ်။သူမရဲ့မျက်နှာကအယမ်းဖြူဖြောနေပြီးတစ်ချက်မှာရှိုက်တန်လိုကြားနေရတယ်။သမီးတစ်ခုခုဖြစ်လို့လားလို့မေးပေမဲ့သူမကခေါင်းခါပြရုံပဲလုပ်ပါတယ်။ပြည်လန်းပေါ်ကခြံဝင်းကြီးတစ်ခုရှေ့ရောက်တော့မိန်းကလေးကဒီမှာပဲရက်ပေးပါဦးလေးအိမ်ထဲကလူတွေထွက်လာပါလိမ့်မယ်လို့ပြောပြီးကားတကားကိုဖွင့်ဆင်းသွားတယ်။ဦးထုံးကပတ်စံအမ်းဖို့အတွက်ငွေအိတ်ကိုငုံအနှိုက်မောကြည့်လိုက်တဲ့အခါကားအပြင်မှာဘယ်သူမှမရှိတော့ဘူး။ခြံကားကြီးကလည်းတောက်ခတ်ထားဆဲမိုးကလည်းရွာနေတော့မယ်လူတယောက်ဟာစက္ကန့်ပိုင်းတွင်ဒီလောက်ဝေးကြီးကိုမပြေးနိုင်ဘူးဆိုတာဦးထုံးသိလိုက်တဲ့ကြောက်စိတ်နဲ့အတူကားကိုအမြန်မောင်းထွက်ဖို့ပြင်တုံးကားနောက်ခံကခုံပေါ်မှာပန်းနူရောင်လက်ကင်ပေါ်ဝါလေးတစ်ထည့်ကျန်နေတာကိုတွေးလိုက်ရတယ်ဒါပေမဲ့အဲ့ဒီပေါ်ဝါလေးကရေဆိုးမနေပဲတွေးဆတွေပေးနေတာကိုမြင်လိုက်ရတဲ့အခါဦးထုံးတကူလုံးချက်သီးတွေထသွားပါတော့တယ်နောက်နေ့မနက်မှာဦးထုံးဟာဆက်စုကျင်စိတ်နဲ့အဲ့ဒီခြံရှိကိုပြန်သွားခဲ့တဲ့ခြံဆောင်အဖိုးကြီးကိုမင်းညကအကြောင်းပြောပြတဲ့အခါအဖိုးကြီးကတက်ပြင်းချပြီးခြံထဲကအုတ်ကူလေးတစ်ခုစီခေါ်သွားတယ်။ဒါဒီခြံရှင်ရဲ့သမီးလေးရဲ့ကူပေါ့လွန်ခဲ့တဲ့10နှစ်ကအင်းရကံပေါင်မှာကားတိုက်ခံရပြီးအစိမ့်သေးဆုံးခဲ့တာသူတည်တဲ့နေ့ကလည်းအခုလိုမိုးတဲထန်တဲ့ညမျိုးပဲအဲ့ဒီကလေးကသူဟာအိမ်ပြန်ခြင်းလို့ခဏတက္ကစီစီးပြီးပြန်လာတတ်တယ်လို့အဖိုးကြီးကရှင်းပြပါတယ်။ဦးထွန်းဟာသူရခဲ့တဲ့ကားခပတ်စံကိုပြန်ကြည့်လိုက်တဲ့အခါပတ်စံတွေကပတ်စံအစစ်မဟုတ်တော့ပဲသူ့တံမှာတုံးတဲ့စကူပန်းတွေဖြစ်နေတာကိုတွေးလိုက်ရပါတော့တယ်။ရန်ကုန်မြို့ရဲ့အချို့နေရာတွေမှာအခုလိုမျိုးမကျွတ်မလွတ်သေးတဲ့အစိမ့်တွေဝိညာဉ်တွေဟာသူတို့တည်ဆုံးခဲ့တဲ့ပုံစံအတိုင်းဒါမှမဟုတ်သူတို့နောက်ဆုံးလုပ်ချင်ခဲ့တဲ့အလုပ်တွေကိုထပ်ခါတလဲလဲလှုပ်ဆောင်ရင်းကျင်လည်နေတတ်ကြပါတယ်။အထူးသဖြင့်ညစ်နဲ့တန်းကောင်မိုးရွာတဲ့အချိန်မျိုးမှာသူတို့ကိုပိုပြီးတွေ့ရတတ်ပါတယ်။ဒီဖြစ်ရပြီးနောက်မှာဦးထွန်းဟာအင်းရကံဘေးကနေညဘက်ဆိုရင်ခီးတဲ့တယောက်တည်းအထူးသဖြင့်အမျိုးသမီးဆိုရင်လုံးဝမတင်တော့ဘူးလို့ဆိုပါတယ်။မြောက်ဥက္ကလာဘက်ကတိုက်ခန်းဟောင်းတစ်ခုမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ရက်ွက်ထဲမှာအခုထိပြောစမှတ်ပြုနေရတဲ့တိုက်ခန်းနံပါတ်402ရဲ့6ချားပွဲဖြစ်ရမှန်အကြောင်းပဲဖြစ်ပါတယ်။ကိုစိုးသူနဲ့သူ့ဇနီးမင်းတို့ဟာနေကနေရန်ကုန်ကိုအလုပ်ပြောင်းလာရင်နေစရာရှာကြပါတယ်။တနေ့မှာတော့မြောက်ဥက္ကလာဘက်ကလေးလွှာတိုက်ခန်းတစ်ခုကိုမယုံနိုင်စရာကောင်းလောက်အောင်ဈေးပေါ်နဲ့ငှားရခဲ့တဲ့တိုက်ဟောင်းကြီးကနေရန်တွေမှာမှုတွေတက်ထုံးတွေကွာကျနေပေမဲ့အခန်းကကြဲဝန်းရှိတာကြောင့်သူတို့သဘောကျပြီးချက်ချင်းပဲစရံပေးအထုပ်ပိုးတွေနဲ့တက်နေခဲ့ကြတယ်ပထမဆုံးညမှာတင်ထူးဆန်းတာကစတင်ခဲ့ပါတယ်ည10နာရီလောက်မှာအိမ်သားတွေကနေရေပန်းဖွင့်တန်ကြီးထွက်လာတာပါကိုစိုးသူသွားပိတ်လိုက်ပေမဲ့အဲ့ရတဲ့ပြန်ရောက်တာနဲ့ရေပြန်ကျတန်ကိုကြားနေရတဲ့ပိုက်ကောင်းမကောင်းလို့နေမှာပါဆိုပြီးသူတို့ဥပိ္ပခါပြုခဲ့ကြပါတယ်နေထိုင်တဲ့ဒုတိယမြောက်နေ့မှာမင်းတယောက်ဈေးကအပြန်လှေကားထောက်မှရှိတဲ့အဖွားအိုတယောက်ကသူမကိုကြည့်ပြီးတက်ပြင်းချကသမီးညဘက်ဆိုတကားကိုတေချာပိတ်အိမ်တော့ဘသူခေါ်ထမကြီးနဲ့လို့တတိပေးပါတယ်မင်းကနားမလဲပေမဲ့ခေါင်းငိမ့်ပြခဲ့တဲ့အဲ့ဒီညမှာပဲမင်းတယောက်တည်းအိမ်မှာရှိနေတော့ကိုစိုးသူကညဆိုင်ဆင်းနေချိန်မိဖို့ချောင်တဲကနေဓာတ်နဲ့အသားဆင်းတန်းတွေကိုခက်စိတ်ကြားလာရတယ်တောက်ဆိုတဲ့အတန်ကြီးကတိတ်ဆိတ်နေတဲ့ညမှာဟိန်းထွက်နေတာပါမင်းကြောက်နဲ့သွားကြည့်တော့ဘာမှမရှိဘူးဒါပေမဲ့စပွဲပေါ်မှာသပင်ရှိတမြင်ကတ်နေတာကိုတွေ့လိုက်ရတယ်ဖြစ်ရက်ကတတိယမြောက်ညမှာပိုဆိုးသွားပါတယ်ကိုစိုးသူမြင့်နှက်မှအလောက်ကပြန်လာပြီးအိပ်ပျော်နေတော့ခြေထောက်နားမှာအေးဆက်အထီတွေ့တစ်ခုကြောင့်နိုးလာခဲ့တယ်မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါကတင်ချီရင်မှာအမျိုးသမီးတစ်ယောက်မတ်တရက်နေတာကိုတွေ့လိုက်ရတယ်သူမဟာအဝါရောင်အိမ်နေရင်ဂါဝင်လေးဝတ်ထားတယ်ဒါပေမဲ့သူမရဲ့ဝမ်းပိုက်ပိုင်းကသွေးတွေရွှဲနစ်နေပြီးဥတွေတောင်ထွက်ချက်မတက်ဖြစ်နေတာကိုလက်ရောင်ဖြော့အောက်မှာမြင်လိုက်ရတယ်သူမကကိုစိုးသူကိုကြည့်ပြီးရှိုက်ကြီးတင်ငင်ငူနေတဲ့အကိုကျမပိုက်ထဲကကလေးလေးကိုကယ်ပေးပါဦးသူအသက်ရှူကျက်နေလို့ပါကိုစိုးသူကြောက်လန့်တကြားနဲ့မနှင်းကိုနှိုးလိုက်တဲ့အခါထိုမျိုးသမီးကပျောက်ကွယ်သွားပါတယ်ဒါပေမဲ့အခန်းထဲမှာတော့ညီဆိုးသွေးနံကြီးကကြံရစ်ခဲ့တယ်နောက်နေ့မှာတော့ကိုစိုးသူလိုဇနီးမောင်နှံဟာရက်ကွက်လူကြီးစီသွားမေးကြည့်တော့မှအမှန်တရားကိုသိလိုက်ရပါတယ်လွန်ခဲ့တဲ့နှစ်ခန့်ကအဲ့ဒီအခန်းမှာနေထိုင်သွားတဲ့ကိုဝင်ဆောင်မျိုးသမီးတဦးဟာဘိုက်ထဲကကလေးအဖက်မတင်ပဲပြက်ကျခဲ့ရကနေတွေးလွန်ပြီးအစိမ့်သေးဆုံးခဲ့တာဖြစ်ပါတယ်သူမတေဆုံးချိန်မှာခင်မုန်းဖြစ်သူကအနားမှမရှိပဲခီးထွက်နေတာကြောင့်သူမဟာအကူညီမဲ့စွာနဲ့အိမ်သားထဲမှာလဲကျတေဆုံးနေခဲ့တာပါအိမ်ရှင်ကအဲ့ဒီသတင်းကိုဖုံးကွယ်ပြီးအခန်းကိုဈေးလျှော်ငားနေတာဖြစ်ပါတယ်ကိုစိုးသူတို့လည်းအဲ့ဒီနေ့မှာပဲအထုပ်ပိုးတွေပြင်ပြီးတိုက်ခန်းကနေချက်ချင်းဆင်းခဲ့ကြပါတယ်သူတို့ထွက်လာတဲ့အချိန်တိုက်ခန်းကိုနောက်ဆုံးအချိန်လှည့်ကြည့်လိုက်တဲ့အခါ
လေးလွာကပြတင်းပေါက်မှာအဝါရောင်ဝစ်စုံနဲ့အမျိုးသမီးကသူတို့ကိုလက်ဝဲရမ်းပြနေတာကိုနှစ်ယောက်လုံးပြိုင်တူမြင်လိုက်ရပါတော့တယ်ရန်ကုန်ကတိုက်ခန်းဟောင်းချို့ဟာလူမသိအောင်အစိမ့်တေဆုံးခဲ့မှုတဲ့နေရာတွေရှိတတ်ပါတယ်အိမ်ငါးကပုံမှန်ထက်ထူးထူးခြားခြားဈေးပေါ်နေရင်တတိထားဖို့လိုပါတယ်လွန်ခဲ့သောနှစ်ပေါင်း40ကျော်ကညောင်ညိုပင်ဆိုသောရွာကလေးတွင်ဖြစ်သည်ထိုရွာသည်တောတောင်ထူထပ်ပြီးတွာလာရေးခက်ခဲသလိုရွာသားများမှလည်းရှေးရိုးဆွဲယုံကြည်မှုအလွန်အားကောင်းကြသည်ရွာ၏အစုံဆုံးတုတန်နှင့်ကလျက်တွင်ဥပမော်ဆိုသူအဖိုးကြီးတူရဲနေထိုင်သည်ဥပမော်သည်စကားနှဲပြီးမျက်လုံးအစုံမှအမြဲမြဲနေတတ်သည့်ရွာသားများကသူ့ကိုအောက်လန်းဆရာဟုတီတိုအတင်းပြောကြတော့လဲဘသူမှရှေ့တွင်မပြောရဲကြပေတညတွင်လာပညာဖြစ်တော်လဲကောင်းကင်မှာတိမ်တိုက်များဖုံးလွှမ်းနေသည်ရွာဦးကျောင်းရှိခွေးများမှာအကြောင်းမဲ့ဦးနေကြပြီးလေထုထဲတွင်မျောနှံ့ကဲ့သို့အနံ့ဆိုးတစ်ခုပြန့်နှံ့နေသည်ရွာသူကြီးဤသားမောင်ဆိုးသည်ထိုညကမြို့မှပြန်လာပြီးရွာဝင်ညောင်ပင်ကြီးနားအရောက်တွင်ထူဆန်းသောမိမတအုပ်ကိုတွေ့လိုက်ရသည်သူမသည်စပင်ဖားလျက်ချထားပြီးအဖြူရောင်ဝတ်ကိုဝတ်ဆင်ထားသည်မောင်ဆိုးကစိုးရိမ်စိတ်ဖြင့်အမဘာကူညီပေးရမလဲဟုမေးလိုက်သည်ထိုမိမသည်ဖြည်းဖြည်းချင်းလှည့်ကြည့်လာသောအခါမောင်ဆိုး၏သွေးများခဲသွားသလိုခံစားလိုက်ရသည်သူမ၏မျက်နှာတွင်မျက်လုံးမပါဘဲဟောင်းလောင်းပေါက်ကြီးနှစ်ခုသာရှိနေပြီးပါးစပ်မှသွေးပုံများစီးကျနေသည်သူမသည်ဥပမော်၏အိမ်ဘက်သို့လေထဲတွင်လွင်မျောပြောက်ကွယ်သွားတော့သည်ဥပမော်သည်ရင်းဤအိမ်အောက်ခန်းထဲတွင်ဖျောင်းတိုင်ကြီးများကိုစဝိုင်းပုံထုံးကမန္တန်များကိုတိုးတိုးရွတ်ဆိုနေသည်သူ၏ရှေ့တွင်တော့လူသေးကောင်းခွန်တစ်ခုနှင့်လက်လက်ဆက်ဆက်သက်ထားသောကြက်နက်တစ်ကောင်ရှိသည်သူသည်တရေမွေးသည့်အောက်လန်းပညာကိုအသုံးချကာရွာသူရွာသားများကိုခြောက်လန့်ပြီးငင်းဤအာနာကိုတိဆောက်နေခြင်းဖြစ်သည်ထိုတရေများသည်ဥပမော်ကျွေးသည့်သွေးကိုတောက်ပြီးသူခိုင်းသမျှကိုလှုပ်ဆောင်ကြရသည်သို့သောအောက်လန်းပညာတွင်ကြီးမားသောအဖိုးအခရှိသည်အောက်လန်းပညာ၏စီကံချက်များနေ့စဉ်သွေးပူပူဖြင့်ပူဇော်ရမည်လပညာတိုင်းတုတန်တွင်အိပ်ရမည်အကယ်၍စီကံပြက်ကွက်ပါကမိမိကိုပြန်လည်စားသုံးမည်ရွာသားများမှာတဦးပြီးတဦးအကြောင်းမဲ့ဖျားနာကတေဆုံးလာကြရာရွာဦးကျောင်းမှဆရာတော်ဦးနန္ဒာကကြွလာပြီးအကျိုးအကြောင်းကိုစစ်ဆေးတော်မူသည်ဥပမော်၏အောက်လန်းအတက်သည်အထွတ်ထိပ်သို့ရောက်နေတော်လဲသူတွင်အားနည်းချက်တစ်ခုရှိသည်ကိုဆရာတော်ကသိရှိသွားသည်တညတွင်ဥပမော်ကမောင်ဆိုးကိုတက်ဖြတ်ရန်တရေများကိုစေလွတ်လိုက်စဉ်ဆရာတော်ကရွာလေတွင်အန္တရာယ်ကင်းပြိတ္တရားတော်များကိုရွတ်ဖက်ပူဇော်သည်မနက်အစွမ်းကြောင့်တရေများသည်ဥပမော်၏အိမ်သို့ပြန်လည်ပြေးဝင်သွားကြသည်မင်းတို့ကြွေးတာကိုမစားရရင်ငါ့ကိုပြန်မစားကြပါနဲ့ဥပမော်၏အော်ဟစ်တန်သည်တောအုပ်တစ်ခုလုံးဟိမ့်ထွက်သွားသည်နောက်တစ်နေ့နနက်တွင်ရွာသားများတွားကြည့်သောအခါဥပမော်၏အိမ်မှာပြပုံအတိဖြစ်နေပြီးဥပမော်၏အလောင်းမှာလည်းအယိုးစုများသာကျွန့်ကျန်တော်သည်အောက်လန်းပညာသည်နောက်ဆုံးတွင်ပိုင်ရှင်ကိုပြန်လည်ဝါမျိုးသွားခြင်းပင်ဖြစ်တော်သည်ဤဇလန်းနှင့်ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းသောအချက်မှာမြမယဉ်ကျေးမှုတွင်အောက်လန်းပညာဆိုသည်မှာသူတစ်ပါးကိုနစ်နာစေရန်ရည်ရွယ်သည့်အတွက်နောက်ဆုံးတွင်မိမိကိုယ်တိုင်သာပျက်စီးတတ်သည်ဟုသောသင်ခန်းစာကိုပေးလိုခြင်းဖြစ်သည်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအေယာဝတီမြို့ဝကျွန်းပေါ်ဒေသရဲ့တောနက်တဲ့ရွာတစ်ရွာမှာဦးစံငိမ့်ဆိုတဲ့ဆေးဆရာကြီးတဦးရှိတယ်သူကတော့အောက်လန်းတက်ကိုအောင်မြင်ထားသူတဦးဖြစ်ပြီးရွာထဲကလူပြိုအပြိုတွေကိုသူ့ရဲ့ကဝေတက်နဲ့ချုပ်ကင်ထားလေးရှိတယ်တနေ့မှာတော့ရွာကိုမြို့ကနေကျောင်းပိတ်ရက်ပြန်လာတဲ့မောင်ထွန်းဆိုတဲ့လူငယ်လေးတစ်ယောက်ရောက်လာခဲ့တယ်မောင်ထွန်းဟာရဲရင်သူဖြစ်ပြီးအောက်လန်းပညာတွေကိုမယုံကြည်သူတဦးပါမောင်ထွန်းရွာရောက်တဲ့ပထမဆုံးညမှာပဲသူ့ရဲ့အဖိုးဖြစ်သူကတတိပေးစကားပြောခဲ့ပါတယ်မြေညဘက်ဆိုရင်ဘသူခေါ်ခေါ်အပြင်မထွက်နဲ့ပြီးတော့အိမ်မိုးပေါ်ကနေတတုတ်တုတ်နဲ့ပြေးတန်ကြရင်လဲလှမ်းမကြည့်နဲ့အဲ့ဒါဦးစံငင်းရဲ့ခေါင်းပြက်ကဝေရွေလှဲ့နေတာမောင်ထွန်းကရေမောပြီးပေါ့ပေါ့တန်တန်ပဲသဘောထားခဲ့ပါတယ်ညတက်ခေါင်ရံအချိန်မှာတော့မောင်ထွန်းဟာအိမ်မိုးပေါ်ကနေပြေးလွှားနေတဲ့အတန်တွေကိုကြားလိုက်ရတဲ့စူးစမ်းကျင်စိတ်နဲ့ပြင်းပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါသူမြင်လိုက်ရတာကကိုယ်ထဲမပါတဲ့ခေါင်းတစ်ခုဟာကောင်းကင်မှာပြန်ဝဲနေပြီးအဲ့ဒီခေါင်းရဲ့အောက်မှာဦးလန်းချောင်းတွေဟာမိခိုးရောင်တောက်တောက်တွေနဲ့တန်းလန်းပါလာတာကိုတွေ့လိုက်ရတယ်အဲ့ဒီခေါင်းဟာဦးစံငင်းရဲ့မျက်နှာဖြစ်နေပြီးမျက်လုံးတွေကတော့မီးဝင်းဝင်းတောက်နေပါတယ်မောင်ထွန်းဟာကြောက်လန့်သွားပေမဲ့သူယူလာတဲ့အင်ပတီတကုံးကိုသတိရသွားပါတယ်။အဲ့ဒီပတီဟာသူမျိုးမာတော့ကဆရာတော်တစ်ပါးပေးလိုက်တဲ့အထက်လန်းပစ္စည်းတစ်ခုပါကဝေကောင်းဟာမောင်ထွန်းရှိရာပြတင်းပေါက်ကိုအရှိန်နဲ့ပြန်တန်းလာပြီးအိမ်ထဲကိုဝင်ဖို့ကြိုးစားပါတယ်။မောင်ထွန်းကအမြန်ဆုံးပတီကိုလက်မှာပတ်ပြီးတိပီတော်ပကောက်ဝါဟုအတန်ကုန်ဟစ်ကရွတ်ဖတ်လိုက်ပါတယ်။ပတိကထွက်ပေါ်လာတဲ့ရွှေရောင်လင်းနှန်းတွေကကဝေကောင်းကိုရိုက်ခတ်လိုက်တဲ့အခါမှာတော့ဦးစံငင်းရဲ့ကောင်းဟာနာကျင်စွာအော်ဟစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်ရှိရာကိုအမြန်ပြန်ပြေးသွားရပါတယ်။နောက်တနေ့မနက်မှာတော့ရွာသားတွေဟာဦးစံငင်းရဲ့အိမ်ကိုတွားရောက်ကြည့်ရှုတဲ့အခါဦးစံငင်းဟာသူ့ရဲ့ကိုယ်ထဲနဲ့ခေါင်းကိုပြန်ဆက်ဖို့ကြိုးစားရင်းလေပင်မှာပြတ်တောက်နေတဲ့ဒဏ်ရာကြီးနဲ့တေဆုံးနေတာကိုတွေးလိုက်ရပါတယ်။သူကွယ်လွန်ချိန်မှာတော့သူ့ရဲ့အရေးပြားတွေဟာကွာကျနေပြီးကြောက်မက်ဖွယ်ကောင်းတဲ့အနံ့ဆိုးတွေထွက်ပေါ်နေပါတယ်။
ရွာကလေးဟာလည်းအောက်လန်းဆရာကြီးကွယ်လွန်သွားပြီးနောက်မှာတော့အရင်လိုပဲပြန်လဲအေးချမ်းသွားခဲ့ပါတော့တယ်တင်တိပါသလားခေါင်းပြက်ကဝေမြမတန်နာကြီးမှာခေါင်းနဲ့ဦးလန်းကြောင်းပဲပြန်တန်းနိုင်တဲ့အောက်လန်းအတက်တစ်ခုလိုယုံကြည်ကြပါတယ်အကာအကွယ်အထက်လန်းကပေးတဲ့အင်းအိုင်ခါလဲဒါမှမဟုတ်ပတိတွေဟာအောက်လန်းရန်ကနေကာကွယ်ပေးနိုင်တယ်လို့ဆိုကြပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်တွေကိုနားထောင်ဆင်ဖို့အတွက် channel လေးကို subscribe လုပ်သွားပေးပါနော်ကျေးဇူးတင်ပါတယ်